မင်္ဂလာပါအန်တို့ဒီ2025လဲနှစ်ကုန်နေပြီဒီ2026အတွက်အန်တို့ product အသစ်ကလေးကိုအန်ဒီကလုပ်ချင်တာဒါကြောင့်မို့အန်ဒီကအခုဆိုရင်အခုမှဆက်ပြခဲ့လို့ပေါ့အစင်သင့်ပြင်ထားပြီးပြီပေါ့နော်အန်ဒီလုပ်ချင်တဲ့ product လေးကအစီကြဆက်ပြလေးပေါ့နော်ဒီခဏကိုမှရှိတဲ့အစီဘိုးတွေကိုကြားအောင်အန်ဒီလုပ်ချင်တဲ့ဆက်ပြခဲ့လေးပေါ့နော်အဲ့ဆက်ပြခဲ့လေးဆိုရင်ဒီလို base ကရှိရမယ်အခု base ကဒီလိုအတောက်လေးဆိုလို့ရှိရင်အန်တို့ပပလေးတွေတုံးမယ်နော်ဒါဆိုအန်တို့ဒါအစင်သင့်တုံးမိသားလေးဒါအချိန်မကုန်အောင်အလို့တုံးမိသားလေးပေါ့နော်ဒါ base အတုံးလေးတွေကိုအန်ဒီတို့ဒါတကယ်ကြီးမလုပ်ပဲနဲ့အတို့900 gram ပဲလုပ်မယ်ရှင့်ဒါ base တုံးလေးတွေကိုအတို့ဒီမှာချိန်လိုက်မယ်900 gram ပေါ့နော်အန်ဒီတို့ကဒီအစီကြဆက်ပြကိုဘာနဲ့လုပ်မလဲဆိုတော့အန်ဒီတို့ဂျင်းပါတယ်ဂျင်းပါမယ်အန်ဒီတို့ငရုတ်ကောင်းပါမယ်နောက်ပြီးတော့လင်းရင်းလေးပါမယ်ပေါ့နော်ပို့တယ်နော် तू ကဒီဘိုင်းအစီဒီလက်မောင်းအစီတွေကြဖို့ဆိုပြီးတော့အန်ဒီတို့ကဒီဆက်ပြလေးသုံးရင်းနဲ့အစီကြအောင်ဆိုပြီးတော့ဒီဆက်ပြကလေးလုပ်ဖို့ပါအန်ဒီတို့ဒါဆိုလို့ရှိရင်အန်ဒီတို့ဒီ base အပြင်ကိုအန်ဒီတို့ဗီတာမင်ပါမယ် collagen လည်းပါမယ်ပေါ့နော်ဒီအသားရည်စုပ်ပြဖို့အစီလေးတွေ oil လေးတွေလည်းအန်တို့ထည့်ထားပေးတယ်ပေါ့နော်ဒါကြောင့်မို့အခုအန်တို့အဓိကထည့်မှာဂျင်းရယ်လင်းကြီးရယ်ငရုတ်ကောင်းရယ်ဒီဆက်ပြကလေးမှာထည့်ပါမယ်အန်တို့ဒါအဒီဘူး base လေးကိုချိန်လိုက်ပါဦးမယ်ဟို base လေးကိုလည်းအန်တို့မှာပေါင်းခန့်စနစ်လေးနဲ့အန်တို့ပေါင်းခန့်ထားတယ်ပေါ့နော်ဒါ base လေးပေါင်းခန့်ထားတာပါပြီးတော့အန်တို့ဒီပေါင်းဝင်ပစ္စည်းလေးတွေဖြစ်တဲ့collagen ပါမယ် vitamin B3 ပါမယ်ပေါ့နော်ဒါပေါင်းဝင်ပစ္စည်းလေးတွေအန်တို့ဒါချိန်ထားတာပါရှင့်ပြီးလို့ရှိရင်အန်တို့ဒီတဘာဝပစ္စည်းဖြစ်တဲ့ဂျင်းကိုအန်တို့900ဒီ base 900 gram ပဲလုံးမှာမဟုတ် base ကဒီဂျင်းလေးကိုလက်ဖက်စားစုံတစ်စုံပဲထည့်ပါမယ်အန်ဒီနောက်ပြီးတော့ငရုတ်ကောင်းပေါ့နော်ငရုတ်ကောင်းကတော့အန်ဒီတို့1 gram လောက်ပဲထည့်မယ်ရှင့်ငရုတ်ကောင်းကိုအများကြီးမထည့်ဘူးနော်1 gram လောက်ပဲထည့်ပါမယ်1 gram နောက်ပြီးတော့အန်ဒီတို့လေးညင်းကိုလည်းအဲ့လိုပဲအများကြီးထည့်စရာမလိုဘူးဒါအန်ဒီတို့ကဟို1 gram လောက်ပဲထည့်မယ်အဲ့တော့ပြီးလို့ရှိရင်အန်ဒီတို့ဒီမှာပေါင်ပစ္စည်းလေးဒါအကုန်လုံးဒါရောမွေပါမယ်ရှင့်ပြီးလို့ရှိရင်အန်တို့အနံ့လေးထည့်မယ်ပေါ့နော်အနံ့လေးထည့်ပြီးတော့မှဒါအန်တို့ကဒါလဘနာအနံ့လေးထည့်ပါမယ်ရှင့်ခဏလေးနေ base လေးကြိုပြီးမှဒါပြန်ပြီးတော့ base လေးပေါင်းပြီးမှပြန်ပြီးတော့ဒါလေးနဲ့မှွေပြီးတော့ထည့်မယ်ဟိုမှာပေါင်ဝင်ပစ္စည်းလေးတွေအားလုံးကိုအန်တို့ဒီမှာရောမှွေပြီးသွားပြီး base လေးပျော်ပြီးရောမှွေသွားပြီးတော့အန်တို့ဒီမှာမိုးလေးတွေကိုလောင်းထည့်မယ်ရှင်မိုးလေးတွေကိုလည်းမလောင်းရင်ကိုအရက်ပြန်လေးဖြန်းထားပါဒါကဆိုရင်ဒီဘိုက်တွေလက်မောင်းတွေပေါင်တွေအတွက်ပါရှင်မျက်နှာအတွက်မဟုတ်ပါဘူးဒါအစီကြဆက်ပြခဲလေးပါရှင်ဘယ်လိုမျိုး